ဖေဖေမေတို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တကယ်လို့ရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်ပြည်ဖြစ်ကေဖေပွေးကြီးပဲဖြစ်ပါတယ်ရန်ကုန်ပြည်ဖြစ်ကေဖေပွေးကြဆိုလို့ရှိရင်တော့ဒီတာရီတာမြို့နယ်မှာရှိတဲ့မြန်မာ Expo ဟိုးမှာပဲဖြစ်တာဒီတို့ကတော့ရှောက်ခွန်ရှေ့3ရက်လုံးရှိနေမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့တကယ်တို့ရဲ့ဘူးကိုစောက်ပေးသားမှာဖြစ်ပါတယ်အားလုံးပဲ like ပေးကြပါဖေဖေမေတို့ဝင်းမောက်ကနေလာလို့ရှိရင်တော့ဒီရန်ဘက်ကနေကိုခိုင်ဝင်လာပြန်ဆိုလို့ရှိရင်တော့တကယ်တို့ရဲ့ဘူးလေးကိုရောက်ရှိလာပြီးဖြစ်ပါတယ်တကယ်တို့ရဲ့ဘူးနံပါတ်ကတော့ဒီ17ပဲဖြစ်ပါတယ်တကယ်တို့ရဲ့ဘူးလေးမှာဆိုလို့ရှိရင်တော့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့စီစဉ်လေးတွေနဲ့အတူကမ်ပိန်းလေးမှာပါဝင်ပြီးတော့လက်ဆောင်လေးတွေရှိလို့အကုန်လုံးဖေဖေမေတို့အကုန်လုံးလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်